မင်္ဂလာပါဒါကတော့23ရက်6လ2026မနက်ခင်း7:00နာရီအတွက်ချစ်မိတ်ဆွေများโอเคမနေ့ကမနက်ခင်း3ကိုမှ3ကိုလို့3ကိုကိုတုံးညနေမှ3ကိုတယ်ဗျာဒါမဲ့ကျွန်တော်မွေကနန်းတော့ရေးပေးတယ်နော်3ရက်ဘိုးတဘူးမကျော်3မွေးခြင်းတဲ့သူများတုံးကိုမွေးပါလို့ပြောတဲ့ဟာအခုဈေးဥပေါက်3ကိုတဲ့မနက်ခင်းကို3ကိုနဲ့6တုံးကိုရနက်ခက်6ကိုတုံး3ကို6တုံးဆိုပြီးပေးလိုက်တယ်နှစ်ကွက်သေးမနက်ခင်းကို60ညနေကျ3ကိုတဲ့ဖြစ်ရှင်တော့ကဲဟုတ်ပြီဗျာဒီတစ်ခါမနှက်ဖြင့်မနှက်ဖြင့်လိုက်ကြည့်အောင်88ပေါင်ကြီး88ပေါင်ကြီး9ပါတဲ့88ပေါင်ကြီး sorry 88ပေါင်ကြီး6ဟုတ်ပြီလား88ပေါင်ကြီး6နက်ခက်က9လို့ခေါ်လိုက်တယ်6နက်ခက်988ပေါင်ကြီး6 298ပေါင်ကြီး9 6နက်ခက်9ဟုတ်ပြီနော်ဒါဆိုရင်56ပေါင်ကြီး56ပေါင်ကြီး1နက်ခက်8 3နှစ်3ပေါင်ကြီး8ပါဆော့88ပေါင်ကြီး6ဒါကြောင့်မို့နှစ်9ပေါင်ကြီးဘယ်လောက်တော့1နဲ့8နဲ့ပေါင်း9 6နက်ခက်9 1နက်ခက်84တုံညပေါင်းကြီး4နက်ခက်2ဒါဆိုရင်4ထိပ်88ပေါင်ကြီး6 298ပေါင်ကြီး9 6နက်ခက်9 56ပေါင်ကြီး1 3နှစ်3ပေါင်ကြီး8 1နက်ခက်8 4တုံညာပေါင်းချင်း4နက်ခက်2အားဆိုရင်အပိတ်လိုက်ရှာကြည့်ပိတ်လိုင်းကိုကျွန်တော်လဲထူတော့မဟုတ်တော့ဘူးတစ်ပေါင်းချင်း2ဖြစ်လို့ခွန်ကိုပေါင်းချင်း6ဖြစ်ပါတယ်တဲ့ဟုတ်ပြီနော်တစ်ပေါင်းချင်း2ဖြစ်တယ်
ခွန်ကိုပေါင်းရင်6ဖြစ်တယ်ဒါဆိုရင်3ကိုပေါင်းရင်2လို့ပေးမလားဒါ9နော်ဒါဆိုရင်2ဖို့တူကဲချင်းမေးစေများမနေ့ကတော့အဖွင့်နေ့ကတော့အဖွင့်နေ့တရက်ထဲနဲ့ကို3စာတုံးမွေးလို့ကျွန်တော်ရင်ပြောခဲ့တယ်နော်3ကိုရင်မနက်ခင်းရင်ထုတ်ခဲ့ရင်ပွဲပြက်ပြီပေါ့ဗျာမနက်ခင်းခွင်ရလေးလှတယ်ဗျမနေ့ကလိုင်းလေးကမနေ့ကစိုက်ကြဘယ်လိုပြောရမလို့နော်ကျွန်တော်ရင်မူပေါ့ဗျာကျွန်တော်ငယ်ငယ်လေးကပြောနော်ကျွန်တော်ရဲ့စိုက်လေးရှာကြည့်လိုက်တယ်မနေ့ကအကုန်လုံးတော်တော်ကောင်းနေဟာအခုနက်ခက်ဖို့တူနက်ခက်ဟုတ်ပြီလားဒီဘက်လိုင်းကြည့်အောင်ဒီဘက်လိုင်းရတော့ရှစ်3 6 836ပေါင်းရင်836ပေါင်းရင်ခွင်ဖြစ်တယ်836ပေါင်းရင်ခွင်ဖြစ်လို့6 9 2ပေါင်းရင်ခွင်ဖြစ်တာ836ပေါင်းရင်ခွင်6 9 2ပေါင်းရင်ခွင်1 8 1 ပေါင်းရင်3ညဖြစ်လို့5 3 2ပေါင်းရင်တူလည်းပဲ3ညပဲဟုတ်ပြီလား1 8က3ည5 3 2လည်း3ညပဲ6 1 ပေါင်းရင်3ဖြစ်တယ်လို့3ည6သူကတော့3လို့ရိုက်မလား6 1က3ည6ပေါင်းရင်6 3ဖြစ်အောင်ခွန်းထက်ဒီကတော့6 6 3 3ည6ခွင်3 1 1 8 3ည5 3 2 3ည8 3 6ခွင်ဖြစ်လို့6 9 2ကလည်းခွင်ပဲဟုတ်ပြီဒါဆိုရင်ပိတ်လိုက်ရှင်း5ကုတ်ပေါင်းရင်2ရှင်း5ကုတ်ပေါင်းရင်2နော်ရှင်း5ကုတ်ပေါင်းရင်2ဖြစ်လို့8ကုတ်ပေါင်းရင်ခွင်ဖြစ်တယ်2ပါဝါခွင်8 5 9ပေါင်းရင်2ပါဝါခွင်9 8ပေါင်းရင်ခွင်8ပါဝါခွင်1 2 3ပေါင်းရင်6ဖြစ်လို့6ပါဝါ
ဘယ်လောက်တော့6ပါဝါ1ကဲရှင်း5ခုပေါင်းရင်2ပုံလို့2ပါဝါခွဲ1 2 3ပေါင်းရင်6မလို့6ပါဝါ1ဒီခါဆိုရင်6 4 6 6 4 6ပေါင်းရင်ဘယ်လောက်တော့6 4 6ပေါင်းရင်6ဟုတ်ပြီလား6ပါဝါဘယ်လောက်တော့6ပါဝါ1 3လို့ခဏတယ်6ပါဝါ1 3 8ပေါင်းရင်1 6 4 6ပေါင်းရင်6 6ပါဝါ1 5 6ပေါင်းရင်1 1ပါဝါ1 2 3ပေါင်းရင်6 1ပါဝါ6 6ပါဝါ1 9 8ပေါင်းရင်ခွင်ပါဝါ2 8 5 9ပေါင်းရင်2 2ပါဝါခွင်ဟုတ်ပြီလားခွင်8ညီကို4နှစ်နက်ခတ်ကဲမနေ့ပြန်တော့ညီကိုစင်းမလားနက်ခတ်စင်းမလားအဲ့လေးပဲတစ်ချက်မေးခွန်ရှိလင်းနဲ့အရှမ်းလေးဘူးဟုတ်ပြီလားကဲချင်းမစေများမနေ့ပြန်တော့မင်းရတော့4 8နဲ့ခွန်8နဲ့4နဲ့ခွန်8 4နဲ့အရန်တော့ခွန်တော့8ပါဝါတော့ခွန်တော့ဘူဘရိတ်နှစ်နဲ့ခတ်4ဘူးအားလုံးကိုကျေးဇူးတင်ပါတယ်တူရီချင်းမစေများ